င်္ဂလာပါလို့နော်အခုအမေကြီးစက်သားချက်နေပါတယ်လို့နော်မဲကြီးရှိကိုဒီနေ့မဲကြီးရှိကိုပေါ့နော်အလဲလာတဲ့ပေါ့နော်ရုပ်ရှင်မင်းသားလူရှင်တော်လဲပေါ့ဖြစ်ရုပ်ရှင်မင်းသားလဲဖြစ်ပေါ့နော်ကိုကျော်ထူးလာလဲပါတယ်လို့ကိုကျော်ထူးနော်ကိုကျော်ထူးလာတော့မိဘကြီးချက်ထားလဲဆိုတော့မိဒီပါစက်သားဗမာစက်သားချက်ထားတယ်နောက်ပြီးတော့အတိုးအမြုပ်နော်အစုံနဲ့ငပိတိုးတရားတိုးမြုံနဲ့မိတ်ကျွေးမှာဖြစ်ပါတယ်ကိုကျော်ထူးကိုပေါ့နော်ကိုကျော်ထူးကအခုမိတ်ရှိကိုရောက်နေပြီမိတ်ပြမယ်နော်ကိုကျော်ထူးကိုတကယ်ကိုကျော်ထူးနော်ရုပ်ရှင်နဲ့ဗီဒီယိုမင်းသားဟာတာဗီဒီယိုမင်းသားကိုကျော်ထူးပေါ့ဗျာမိတ်ရှိကိုလာလေတာပေါ့နော်ဆက်ဆိုင်မြတ်မြတ်ခုလောတဲ့မိတ်ကြီးကတော့ချက်သားချက်တယ်ကိုကျော်ထူးကိုပြမယ်နော်ကိုကျော်ထူးကတော့မိတ်လဲအောင်ကြိုက်လားမကြိုက်လားတော့မသိဘူးမရတော့ကြိုက်ရွှဲပဲဒါဆိုတော့မိတ်ဗမာချက်ချက်တာပေါ့နော်ဗမာချက်ရွှဲပဲနော်အနံကိုမွေးနေရွှဲပဲကဲကိုကျော်ထူးခဏလာခဲ့ပါမရုပ်ရှင်တဲ့ဗီဒီယိုမင်းသားကိုကျော်ထူးဖြစ်ပါတယ်ကိုကျော်ထူးနော်ကျွန်တော်ရဲ့ကင်မရာမန်သူမေယူကင်မရာရိုက်ပေးမယ်ပေါ့နော်သူလာတာပေါ့နော်ရုပ်ရှင်တဲ့မင်းသားကိုကျော်ထူးတဲ့တပုံစံနဲ့နော်ရှင်းနေနဲ့တို့ပြလိုက်ပေါ့ရှင်းနေနေလေးမောလိုက်ပေါ့နှခေါင်းတစ်လုံးနဲ့ပွက်သိမ့်နဲ့နော်ကိုကျော်ထူးဖြစ်ပါတယ်ကိုကျော်ထူးစားမှာမလားစားကိုကျော်ထူးစားမယ်တဲ့နော်ကိုကျော်ထူးအခုဘာကြီးလုံနေစကားရိုက်နေစကားရိုက်နေဗမာရိုက်တာမစိုးရိမ်ပါလားမစိုးရိမ်ပါစကားရိုက်တာဟုတ်လားကိုကျော်ထူးကျွန်တော်အခေါ်ရောကတော့ခနန်းပေါ့ဗျာအခုသူ့ကိုသေချာကြည့်လိုက်တော့ကျော်ထူးရုံနဲ့ဖြစ်နေလို့ကိုကျော်ထူးဘာထူးလဲကျော်ထူးကိုကျော်ထူးကတချင်းလေးတွေဗာလေးတွေရောရလားနည်းနည်းပါပါပဲရဟာတာတွေရောရလားရဟာတာရတယ်တချင်းဘာချင်းနေကြိုက်လဲတွန်းနေဆောင်ကြိုက်တွန်းတေးဆိုအောင်မေတွန်းတေးမှနေတွန်းတေးဆိုအောင်လို့တွန်းတေးသိမ့်တဲ့လို့ကြိုက်တယ်ပေါ့ဆိုရင်ကိုကျော်ထူးတွန်းတေးသိမ့်တဲ့တချင်းလေးတစ်ပုတ်လောက်မယူဆိုပြကျတာနေကျွေးမယ်လေလက်ပေါ့မဆိုးတတ်ဘူးဟာမရဘူးပေါ့ကြိုက်တာပေါ့ကြိုက်ကိုကျော်ထူးကမယူကင်မရာရိုက်ပြီးမှဆိုတော့ကိုကျော်ထူးကဖုန်းကျွမ်းလားကျွမ်းပါဖုန်းတော့ကျွမ်းတယ်ကျွမ်းတယ်ဘာဖုန်းနေကျွမ်းလဲ